ရှိုးမင်းကိုကြီးလာတယ်ဘေးလေးကိုကတ်နေအဲ့ဒါကွာကဲဒါတော့လီတူရဲ့ week 8ကိုကျွန်တော် reaction ပြန်လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒါတော့ကျွန်တော်ရှိမှချုပ်သွားတဲ့အတင်းရဲ့အင်ကြီးပေါ့နော်ဒါကျွန်တော်ကြိုက်လို့ဝတ်ထားတာ share ပါမယ်ကျွန်တော်ရဲ့ channel လေးကဘောလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်တော့မှမလို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့မမီးနဲ့နော်အဲ့ဒါကတော့ YRG နဲ့ GZ YRG ကောင်းလေစင်ကိုကတော့ကောင်းလိုက်တာကွာနော်တိုးကြီးအောင်ခန်းနေရမယ်နော်တိုးအောင်ဆိုအဲ့ဒါကိုပြောရနေမှာပါ YRG ရဲ့ဂိုးလေးပါနော်ကုန်ပြီဗောကောင်းပါနော်ဒီပွဲတော့ဂျေဇက်ရန်ကုန်ရဲ့ကမ်းဘတ်ပွဲပေါ့နော်ဒါဂိုးပြက်ရှုံးနေရနေပြီးတော့လိုက်လာတာပေါ့နော်ဒီပွဲတေးကြသွားရဗျဒီပွဲလေးကောင်းပါတယ်နော် recommend ပေးပါတယ်ချူလေးဖာစီလုံးနေရနော်အဲ့ဒါကတော့7 brother နဲ့ glassy ပင်မတ်ပွဲပေါ့နော်ဒီပွဲကတော့အမပေးစရာထိတ်က2သင်းကောင်းလိုက်တာဟေးခုတော့ဟာ very good ဟေးကိုတော့ရလေညာကြီးနဲ့ share ပါမယ်နော်ဒီကိုကတော့ခုထားတော်ကောင်းတာမကြည့် share တော့အဲ့မှာတည်းကကိုသွားဒီဘက်က glassy 9သွားပါနော်ဒါအမှတ်ပေးစရာအဆင့်1နေရတော့အကောင်းသွားပြီနော်ဒါက KKY နဲ့ရွှေပြည်သားဒါ KKY နံပါတ်6စပ်ပလေးအော်ကောင်းပါလေနော်ပေါင်ကြားတွေကဒီနံပါတ်6ကဒီနေ့လဲ3ဂိုးလား4ဂိုးလားမသိဘူးတွင်းသွားပြီဗျာနော် KKY တော့လုံးဝခြေစွမ်းပြနေရပါနော်ရွှေပြည်သားဟောကောင်းတယ်ဘော်ဒီရင်းတာကိုပေါ့ကွာနော်တိုးထိုးတာဖူးဆယ်မှာတော့တိုးထိုးတာတော့လုံးဝအရေးပါတယ်ဗျာနော်ဒါပေမဲ့ကျွန်တော်ကတော့မထိုးပြပါဘူးKKY နိုင်သွားရနော်ဒါကចောင်းဆရာသားတွေနဲ့ AC ចောင်းဆရာသားတွေစပ်ပလေးအော်အပေါ်တောင်တော့ပျောက်ခံနေအောင်ကျနော်ရှူတင်နေရလေရှူတင်နေလူကောင်နဲ့ကိုမလိုက်နဲ့နော်အော်ကြည့်အောင်နော်ရှယ်ကြီးပါအော်ကအဲ့ဒါဘာလဲသိလားအဲ့ဒါဘာအောင်မခံနေလဲသိလားရှိုးမင်းကိုကြီးလာတယ်ဘေးလေးကိုကတ်နေအဲ့ဒါကွာသိလားအဲ့ဒါတကယ်မင်းတော့မေးကြည့်လိုက်တကယ်အဲ့ဟာအောင်မခံနေမကြည့်မင်းကိုကြီးလာတယ်ဘေးလေးရှယ်နော်အချောင်းစရာတော်လေးနိုင်သွားပါနော်အဲ့ပွဲကအဒါဥလက်ကြီးပွဲကောင်းလိုက်တာကွာနော်20ကဘလူကန်ရက်ကန်အုံကန်ဆွဲပြေးလာပြီးကန်ဘလူကန်နော်နောက်တစ်ဒီမြောက်ကလာကန်တော့သူ့နာဂိုးပေါက်ထဲကိုရောက်မှာသလားသူရှူတင်ကသွားတယ်ဗျဘလူကန်ကိုသွားတာကြည့်ဦးနော်ပြောင်းပြန်ကြီးလဲသွားတာပဲကောင်းပါနော်20သူလည်းပွဲတိုင်းကိုခြေသွမ်းပြပေးနေမှာယူလက်တော့ဒါတော့ရောင်းပြီကောင်းလိုက်တာနော်ကီပါဒီဘက်ကဦးလက်နိုင်သွားပါလေဂိုးပြတ်သွားပါနော်ဒါက7 dragon နဲ့နိုကစပလီကောင်းလိုက်တာဟေးနော်စပလီကြီးက2ယောက်က1ယောက်သွင်းသွားတာဒါနိုကနိုင်သွားပါလေဒီဘက်ဒါ YRG နဲ့ M2K ဒါ YRG ညီပါပြီကုန်ပြီပေါ့ကောင်းလိုက်တဲ့ assistant ကွာနော်ပေါင်ကြားကြီးတွေဖြူးနေရပဲတူတာရဲ့ပေါင်ကြားတွေရတာမသိဘူးဟုတ်တာပေါ့ကြီးပေါင်ကွာမျိုးမလိုက်ကောင်းလိုက်တယ်နော်ဒါ M2K ရဲ့ကိုပါဝန်တိုင်လိုက်လာပြီကောင်းပါလေကွာဒီကောင်တွေကတော့ကောင်းတာပေါ့နော်ရှယ်ပါကျုံရုပ်တွေကကောင်းတဲ့ရုပ်တွေနော်ဒီပွဲက YRG နိုင်သွားပါရဲ့နော် YRG နဲ့ M2K ပေါ့ Y2K ဖြစ်နေပြီဒါ YCGC Drinking နဲ့ဒါ U19အော်ကောင်းလိုက်တာကြော်ကြီးရနော်အာမလီရှာမလီတိုင်မလီငုံထီပဲညကြည့်အောင်ကန်သွားတော့စိုက်ကြတယ်နော် very good ပါကြော်ကြီးကောင်းပါလေကွာ
ပါနဲ့ အော်ကောင်းလိုက်တယ်နော်မြန်မာနဲ့ကြီးလူပါနဲ့လားဟာဒီဘက်ကထိုင်းရလာနော်ဆက်ကြီးစွတ်ပေါင်းနေတယ်ဒီဘက် 1CTC drinking နိုင်ပါပဲနော်အဲဒါက SGN နဲ့ United City နိုင်ထုံးလူကောင်းလိုက်တဲ့ body fit ကွာကောင်းပါကွာနော်နိုင်ထုံးလူကဘယ်ဒီကိုဂုတ်တာပွဲတိုင်းလည်းကောင်းတယ်ကွာနော်ရှယ်ကြီးပါအာကောင်းလိုက်တာကွာနိုင်ထုံးလူရနော်ကဘာအင်းတစ်ချမ်းခွဲတော့နိုင်ထုံးလူရှိရဘက်ပဲနေတော့မယ်ကောင်းလိုက်တာဒီပွဲ SGN နိုင်သွားပါနော် ရရှိသွားတယ် အဲ့ဒါက BUC နဲ့ချင်းလန်းတိတ်ပြီပေါ့ကွာကောင်းလိုက်တာကွာမှုန်ခမ်းနေအောင်ရှူတင်နေရတယ်ဘယ်ဒီကိုကြီး ဖြူလာပြီစီတူအောင်တစ်ချက်ထိန်း ကိုပါစီ အောင်မယ်လက်ကက်နာပြီ အိုးကိုပါစီယာကျွစီဟေးဒါကြတော့ကျွစီနော်လူငယ်ကစားသမားလေးပါလူငယ်ကစားသမားလေးပါအာဘယ်ဒီကိုကြီးကြီးအောင်ကြီးအောင်ဘတ်ချပါလား လက်ကက်နာပြီ အာ very good ပါကိုပါစီရဒါတော့နော်ရှယ်ကြီးပါဒီဘက်က BC နိုင်သွားပါနော် ခေါ်ပြီးတော့သူ ဒါဆန်ဖာနဲ့ MIU လက်ကက်နာပြီ ဩကောင်းလိုက်တဲ့ဂိုးတွေကွာဒီ brother ကလည်းဒါအပတ်တိုင်းကိုခြေသွမ်းပြတယ်နော်အပတ်တိုင်းကိုခြေသွမ်းပြတာဝီတိုင်းကိုခြေသွမ်းပြတာကြည်အောင်လို့ ကက်နာပြီ ရှယ်ကြီးပါနော်ကောင်းလိုက်တာဂိုးတွေကတော့ဒါဆန်ဖာဂိုးပါ စတင်ရရှိသွားခဲ့တာဖြစ်ပါ ဒါ MIU ဒီကကန်သွင်းခဲ့တဲ့ အာဘလူးယုံ ကန်သွင်းမှုက ကောင်းပါနော်ဒါမင်းခန့်ပါ ဟိုပြန်ပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်နော်အမိုင်းတဲ့ အောင်ဝဲတော့မခံဘူးကွာမင်းခန့်ရ ကိုမြင်တွေ့ရခြင်းမရှိသေးဘူး ဘလူးဝေါ်ငက်မလီဒါပေါ်ပလီဆက်တိုက်ပါတယ် MIU မိခံရှူပေးထားပြီဒီပေးတာပေးပြီ အော်ယောကြီးပေါ် MIU ပေါ်ပလီကတကယ်ကြီးကိုကောင်းနေတာအသေးတိုင်းလို့ချွေနေတာကွာနော်အဓိကအဲ့ old school တွေပါနော် old school တွေကလုံးဝတိုင်ပင်နေအကုန်လုံးကောင်းပါတယ်ပေါ်ပလီရောက်လာပြီဆိုရင်တော်တော်ဘလူးပြောရမယ်တစ်ဖက်သေးစိတ်ဒုက္ခရောက်တယ်ဒါဂိုးဒရစ်နဲ့ TG အရှိမတော့ဒီ ကောင်းပါတယ်နော်TG ကဒီတကူနဲ့နိုင်သွားပါနော်ဒီပွဲတော်မြိုင်ပါတယ်ပွဲပြီးကန်ဒီမှ TG နိုင်သွားပါ တဲ့ဒီချိန်မှာမှသွင်း